အားလုံးပဲမင်္ဂလာပါဒီဗီဒီယို tutorial လေးမှာဆိုရင် Mocha sensor ကိုအသုံးပြုပြီးတော့မှ model လေပတ်ပုံလေးကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီလို project လေးတွေကဆိုရင် internet ကိုသင်ပေါ့နော် IoT circuit project ထုတ်တဲ့နေရာမှာလည်းတော်တော်လေးအသုံးဝင်ပါတယ်ကျွန်တော်ကဒီ circuit တွေမထုတ်ခင်မှာဒီ Tinkercad software လေးကိုသုံးပြီးတော့မှ simulation အရင်ဆုံးလုပ်ကြည့်တာပို့ပြီးတော့မှပစ္စည်းကုန်တာလည်းတက်တာစေရဲ့အချိန်ကုန်တာလည်းတက်တာစေရဲ့ပေါ့နော်တော့ပထမအဆုံးအနေနဲ့ဒီချက်ကို project လေးစဖို့အတွက် create ကနေ circuit ထဲကိုဝင်လိုက်ပါမယ်ပြီးတော့ကျွန်တော် Arduino board လေးတစ်ခုယူလိုက်မယ်ပြီးရင်တော့ဒီချက်ဒီမှာ moisture sensor လေးယူပါတယ်ဒါကတော့ဒီချက် soil moisture sensor ပေါ့နော်များသောအားဖြင့်ဒါလေးတွေကိုဒီချက်တို့ကဒီတစ်ပင်လေးတွေပေါ့နော်တစ်ခွပန်းလေးတွေထဲမှာထည့်တယ်ထည့်ပြီးသွားတဲ့ခါကျရင်ပန်းလေးထဲမှာရှိတဲ့ဒီမြေကြီးရဲ့ရေအစိုဓာတ်ကိုဒီချက်တို့က check လုပ်တာပေါ့နော်အဲ့တော့မှချက်တို့ကဒီရေမရှိဘူးဆိုရင်ရေခန်းချောင်းနေတယ်ဆိုရင်ဒါမော်တာလေးကိုလဲပြီးတော့ရေပိုက်လေးကိုဖွင့်မယ်ပေါ့ဒီပုံစံမျိုးမှာကျွန်တော်သုံးပါတယ်နောက်တစ်ခုကတော့ဒီချက်တို့ကလည်းဆိုလို့ရှိရင်ဒီမှာကျွန်တော်သုံးရမယ့်ဥစ္စာလေးကမော်တာလေးပေါ့နော်အဲ့တော့ဒီမော်တာလေးမှာဆိုလို့ရှိရင်ဒီချက်တို့ကဒါပင်လေးနှစ်ခုပါတယ်ပေါ့နော် terminal 1ပေါ့ဆိုတော့ဒီ terminal 1လေးကိုတော့ဒီချက်တို့ကဘာလို့မှလဲဆိုလို့ရှိရင်ကျွန်တော် ground ချမှာပေါ့နော်ဆိုတော့ ground ဆိုတော့ဒီမှာပေါ့ဒီမှာ ground ရှိရယ် ground နဲ့တွဲလိုက်တယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒီချက်တို့က terminal 2ပါ terminal 2ကိုတော့ဒီချက်တို့ကသူ့ကိုပင်လေးပေးမှာပေါ့နော်ဒါကြောင့်မို့ဒီချက်ကဒီနေရာမှာသူ့ကိုဘာနဲ့ချိတ်လိုက်လဲဆိုရင်ပင်နံပါတ်ကိုဒီချက်2နဲ့ချိတ်လိုက်တယ်ပေါ့နော်โอเคဆိုတော့ဒါကတော့ဒီချက်တို့ ground ချလာတဲ့ပင်ပေါ့เนาะတော့ဆို black color ပေးထားပါတယ်နောက်တစ်ခုကဒီ moisture sensor မှာဆိုရင်ဒါဆိုရင်ဒါ power ပေါ့เนาะ VCC လို့ပေးထားတယ်ဒါဆိုရင် ground ပေါ့เนาะဒါဆိုရင် signal ပေါ့အဲ့တော့signal ကိုတော့ဒီချက်တို့ကဘာနဲ့တွဲသလဲဆိုလို့ရှိရင် signal ကိုတော့ဒီချက်တို့က A0 နဲ့တွဲပါတယ်အရင်ဆုံး ground ရင်သွားလိုက်ပေါ့เนาะ ground ကိုတော့ဒီချက်တို့ကဒီအောက်မှာလဲ ground ပင်ရှိတဲ့အတွက်ကြောင့်လို့ဒီအောက်မှာရှိနေတဲ့ ground ပင်နဲ့ဒီချက်ချိတ်လိုက်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော် signal ပင်ပေါ့เนาะ signal ပင်ကိုတော့ဒီချက်ဒီလိမ်မော်ရောင်လေးပေါ့เนาะ signal ပင်ကိုတော့ဒီချက်ကဘာနဲ့သွားမှာလဲဆိုလို့ရှိရင်ဒီမှာဒီ analog ပင်ပေါ့เนาะ A0 ဆိုတာရှိရင် A0 မှာလာပြီးတော့မှချိန်ထားမှာဖြစ်တယ်ပေါ့เนาะနောက်တစ်ခုက power ပင်ပေါ့ power ပင် VCC ပင်ကြတော့ကျွန်တော် power ဆို red color နဲ့ချိန်သွားလိုက်တာပေါ့เนาะ power တော့ဒီချက်တို့ကဘယ်မှာသွားပြီးတော့မှချိန်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေးထားတယ်5 volt ပင်မှာသွားပြီးတော့မှချိန်ပေးရမှာဖြစ်ပါတယ်โอเคကဲဒါဆိုလို့ရှိရင်ဒီချက်တို့ကဒီအထိပင်နေကုန်လုံးချိန်ပြီးသွားတယ်เนาะအဲ့တော့ကျွန်တော်ကုတ်ရေးပါမယ်ဒီမှာတော့ဒီချက်က scratch program ပေါ့เนาะကလေးလေးတွေအတွက်အဓိကရွေးထားတာဆိုတော့ဒီ scratch program နည်းနည်းပဲအရင်ရေးပြပါမယ်ကျွန်တော်ဒီမှာသုံးလို့ရတာဆိုတာ block code တွေရှိမယ်ပြီးရခါကျရင် test code တွေရှိတယ်ပေါ့เนาะဆိုတော့ test code ကလည်းပဲသူကဒီ C++ code ပါပဲဒီမှာတော့ဒီချက်နှစ်ခုစလုံးရေးပြလိုက်ပြီပေါ့เนาะအဲ့တော့ပထမဆုံးကျွန်တော်စဉ်းစားရမှာဘာလဲဆိုလို့ရှိရင် condition ကိုဒီချက်ယူပါမယ်အဲ့တော့ control လုပ်မယ်ဆိုတော့ဒီချက်တို့က if else ပေါ့เนาะ if else condition တစ်ခုယူလိုက်ပြီအဲ့တော့အရင်ဆုံးဒီတော့ condition ကိုစစ်မယ်ခုနက moisture sensor ရဲ့ပင်ကိုဖတ်ချင်တာ A0 မှာချိန်ထားတာဆိုတော့ read analog ပင် A0 က data ကိုဖတ်လိုက်တယ်ဖတ်လိုက်လို့ point value ပေါ့နော်ဒါတော့ဒီချက်တို့ကတော့အရင်ဆုံး value တွေသိနေရမှာနော်ချက်300လို့လိုက်တာပေါ့နော်300တက်ငယ်လားငယ်တယ်ဆိုတာနဲ့ဒီချက်တို့က output ပင်က motor ဖြစ်တော့သူတို့ဒီမှာ set pin to motor ပင်ကိုချက်တော့ပင်နံပါတ်2မှာထည့်ထား2မှာ high လို့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ပင်နံပါတ်2မှာထားထားတဲ့ motor ကိုဒီချက်တို့က off လုပ်လိုက်ပြီဒီလိုရေးလိုက်တာပါအဲ့တော့ဒီမှာ scratch program လေးနဲ့မှာကျတို့ block code တွေရေးလိုက်တာနဲ့ဒီထဲမှာကျတို့ဘာဖြစ်သွားလဲဆိုလို့ရှိရင် C++ code တွေ auto ပေါ်ပေးတယ်ပေါ့နော်ဆိုတော့ကလေးလေးတွေအတွက်ရွေထားဆိုအရင်ဆုံးကျွန်တော် block code တွေနဲ့ကြာပါပေါ့နော်ကျွမ်းကျင်သွားပြီဆိုတော့ဒီချိန်မှာ C++ လေးလာပြီးပါရင် test code တွေရေးလို့ရတယ်ပေါ့နော်ဒီချိန်တော့ဒါပြီးသွားပြီဆိုလို့ရှိရင် simulation စပါမယ် stress simulation ကိုနှိပ်လိုက်တဲ့အခါကျရင်စသအောင်ဆိုမော်တာလင်းနေရပါတော့မော်တာလင်းနေပြီးတဲ့အခါကျတော့မှဒီချက်တို့ကဒီ value ပေါ့ဒီ value ကိုဒီချက်တို့ကဒါ short လိုက်တာဒါဆိုလို့ရှိရင်ဒီမှာဒါရေပြည့်သွားပြီပြေးဝနေတယ်ဆိုတော့အခြေအနေမျိုးမှာမော်တာ0 RPM မှာတဖြည်းဖြည်းနဲ့နည်းလာပြီဆိုရင်တော့ဘာဖြစ်သွားလဲဆိုပြီးဒီဘက်မှာဒါဒီချက်တို့ကသူ့ရဲ့မော်တာလေးတယ်ပေါ့နော်ဆိုတော့အဲ့မှာလည်းဒီချက်တို့ကဒီမှာဒီဘာဖြစ်လို့သူကဟိုပင်ကိုဘာဖြစ်နေရတာလဲပေါ့နော်အဲ့တော့ဒီနေရာမှာဒီချက်ဒီ ground မှာမချိတ်ခဲနဲ့ဒီနားလေးမှာလာပြီးတော့မှဒီချက်တို့ချိတ်ကြည့်ရအောင်ပေါ့နော်နားလေးမှာလာပြီးတော့မှဒီမှာလည်းမရှိလဲဆိုလို့ရှိရင် ground တစ်ခုရှိတယ်ပေါ့နော် ground တစ်ခုရှိတယ်ဒီ ground မှာလာချိတ်ကြည့်အောင်ဒီ layer မှာလည်းဒီ ground ကလည်းဒီမှာ ground နဲ့ချိတ်ထားတယ်ဒီ VCC ကလည်းဒီ VCC နဲ့ချိတ်ထားတယ်ဒီမှာဆိုရင် SG ကသူ့ရဲ့ပုံစံပေါ့နော်signal ဆိုလို့ရှိရင်ဒီတော့ A0 မှာသွားပြီးတော့ချိတ်ထား
ဒါဆိုဒီကျတို့ကသူ့ကိုမော်တာကဒီမှာပေါ့နော်မော်တာပင်နံပါတ်2နဲ့ချိန်တပြန်ပြီး simulation လုပ်ရှိပါနော်ဟုတ်ကဲ့ဆိုရင်တော့ဒီကျတို့ကဒီမှာလေresistor ထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဟိုတစ်ခါလေးကြတော့လေကျတို့ကဒီနေရာမှာဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီကောင်ပင်ကိုဒီချက်ဖြုတ်လိုက်တာဖြုတ်လိုက်ပြီးတော့ချက်ဘာထည့်လိုက်လဲဆိုဒီနားမှာ resistor တစ်ချက်ထည့်လိုက်ထည့်ပြီးတော့ဒီချက်ဒီမှာပဲ ground နဲ့သွားထားတယ်အဲ့ဒါဆိုရင်ဒီချက် simulation လုပ်တဲ့နေရာမှာဘာမှမလုပ်ဘူး။ဒီမှာရေတူတူနဲ့နေတယ်ဆိုမော်တာကနေမယ်။နောက်သူ့ကိုဒီကျွန်တော်မလိုအပ်ဘူးဆိုလို့ရှိရင်မော်တာ0 RPM ရက်နော်။ဒါဆိုလို့ရှိရင်တော့ဒီကျတို့က moisture sensor ကိုမူတည်ပြီးတော့မှမော်တာကို on off လုပ်တဲ့ project လေးကိုလုပ်လို့ပြီးပါပြီ။